Okay. Agora, Sero, grade 12 English ye, Unit 1, Good Manners ka Part 2, Good Manner yet Part 2 li pibare, Sia Pass 1 go shima, didn't have be pibare. Okay. Siana do read the passage li Patti on. Okay. In one homes or elsewhere. Good manners are vital for a pleasant atmosphere and for getting on well in life. ဟုတ်ပြီဒါဘာပြောရလဲဆိုတော့ in one's home or elsewhere. In one's home ဟုတ်ပြီနော်လူတယောက်ရဲ့အိမ်ပေါ့ဟုတ်ပြီနော်အိမ်မှာသို့မဟုတ် elsewhere အရှားတနေရာမှာဟုတ်ပြီနော်အိမ်ပဲဖြစ်ဖြစ်သို့မဟုတ်အရှားတနေရာမှာပဲဖြစ်ဖြစ် good manners are vital. Good manners are vital. Good manners ကောင်းမွန်တဲ့အပြုအမူတွေကောင်းမွန်တဲ့ manners တွေကဟုတ်ပြီနော် are vital အလွန်အရေးပါပါတယ် for a pleasant atmosphere နှိမ့်ညွတ်စရာကောင်းတဲ့နှိမ့်ညွတ်ပျော်ရွှင်စရာကောင်းတဲ့အခြေအနေပတ်ဝန်းကျင်အခြေအနေတစ်ခုအတွက်အရန်ကိုမှအရေးပါပါတယ်ပြီးတော့ for getting on well in life ဘဝမှာ get on well ဆိုတာကကျတော့အဆင်ပြေတာဟုတ်ပြီနော်အဆင်ပြေနေနိုင်မှုအတွက်ဘဝမှာအဆင်ပြေနေနိုင်ဖို့ဘဝမှာအဆင်ပြေနေနိုင်ဖို့အခြားလူတွေနဲ့အဆင်ပြေနေနိုင်ဖို့အတွက်ပြီးတော့နှိမ့်ညွတ်စရာကောင်းတဲ့ပတ်ဝန်းကျင်အခြေအနေတစ်ခုအတွက် good manners are vital. Good manner ကဆိုလို့ရှိရင်အရန်ကိုမှအရေးပါပါတယ်ပေါ့ that's ထို့ကြောင့် showing respect to the other person showing respect ဟုတ်နော် showing respect showing ဆိုတာပြသခြင်း respect showing respect ဆိုတော့လေးစားမှုပြသတာ to the other person အခြားလူတယောက်ကိုလေးစားမှုပြသခြင်းပြီးတော့ offering help ကူညီပေးဖို့ကမ်းလှမ်းခြင်း greeting appropriately တင့်လျော်စွာနှုတ်ဆက်ခြင်းပြီးတော့ say I'm sorry ငါတောင်းပန်ပါတယ် I'm sorry ငါတောင်းပန်ပါတယ်လို့ပြောခြင်း one having them around ဆိုတာအမှားတစ်ခုခု having them ဆိုလောက်ပြီးတာပြီးစီးခြင်းကိုပြောတာပါ have blood battery လောက်ပြီးတဲ့နောက်အမှားတစ်ခုကိုလောက်ပြီးတဲ့နောက်မှာ I'm sorry ငါတောင်းပန်ပါတယ်လို့ပြောခြင်းဟုတ်ပြီနော်ငါတောင်းပန်ပါတယ်လို့ပြောခြင်းအဲ့ဒါတွေအားလုံးက are all good manners ကောင်းမွန်တဲ့ manners တွေပဲဖြစ်ပါတယ်အပြုအမူတွေပဲဖြစ်ပါတယ် now let us see ကြည့်ကြစို့ let us see ဆိုတာကြည့်ကြစို့ how ဒီမှာဆို how ကကျဆရာတို့က relative adverb ပေါ့နော်သူဘယ်လိုဘာသာပြန်မလဲဆိုတော့ဘယ်လိုဆိုတာပေါ့ဒါမျိုးလေးပြန်လို့ရတယ် how manners are acquire အဲ့မှာ bold letter လေးနဲ့ရေးထားတယ် acquire ဆိုတာ to obtain to get ပုံစံမှာဟုတ်ပြီနော်ရရှိသည်ရယူသည်လို့အဓိပ္ပာယ်ရပါတယ်ရယူသည်လို့အဓိပ္ပာယ်ရပါတယ်ဟုတ်ပြီနော် acquire ရဲ့အဓိပ္ပာယ်ကရယူသည်ပါဟုတ်ပြီအဲ့တော့ဘာသာလေးပြန်ကြည့်အောင် now let us see အခုကြည့်ကြစို့ how ဘယ်လို manners တွေကို acquire ဘယ်လိုမျိုးရယူရမလဲဘယ်လိုမျိုးကျင့်ယူရမလဲပေါ့ဒါမျိုးပြောတာဟုတ်ပြီနော် manners ကိုဘယ်လိုမျိုးကျင့်ယူရမလဲဘယ်လိုမျိုးရယူရမလဲဆိုတာကိုကြည့်ကြစို့ဟုတ်ပြီနောက်တစ်ပိုက်ကိုဆက်သွားမယ်နော် home may be considered the birthplace of manners ဒီမှာဆိုရင်ဆရာတို့ may be consider ဆို be plus battery မေနောက်ကနေပြီးတော့မှအဲ့မှာ but to be မေနောက်ကနေပြီးတော့မှ but 0 but to be က but 0ဖြစ်တဲ့ b ကိုယူထားတယ်ပြီးတော့အဲ့ဒီ but to be ရဲ့နောက်က consider ဆိုတဲ့ battery ထည့်ထားတယ်အဲ့ဒီမှာဆိုရင် b plus battery ဆိုတာကဆရာတို့ပြောနေကြဗာလဲဆိုရင် passive voice ရဲ့ signature ပါ passive voice လို့ပြောလိုက်တာနဲ့ passive sentence လို့ပြောလိုက်တာနဲ့ဆရာတို့ကဘတ်ပုံစံကအမြဲတမ်း b plus battery ဖြစ်နေရပါမယ် b plus battery ဆိုတဲ့ထဲမှာ but to be တဲ့က be is a was were be been being စတာတွေဖြစ်နိုင်ပါတယ်ဟုတ်ပြီနော်စတာတွေဖြစ်နိုင်ပါတယ်ဒါလေးလဲကြွယ်ပြဖို့လိုပါတယ်ဟုတ်ပြီဒါဆိုစာလေးကိုပြန်ကြည့်အောင် home အိမ်က may be consider sorry အိမ်ကို may be consider စဉ်းစားကြပါတယ်ယူဆကြပါတယ်ပေါ့ the birthplace of manners yes မွေးဖွားရာနေရာအဖြစ် birthplace ဆိုတာကမွေးဖွားရာနေရာအဖြစ်စဉ်းစားကြပါတယ်မှတ်ယူကြပါတယ်ပေါ့ဟုတ်ပြီနော် children hear ကလေးတွေက hear ကြားကြတယ်ဟုတ်ပြီနော်
နားထောင်ကြတယ်ပေါ့ကြားကြတယ်နားထောင်ကြတယ်ပေါ့ဒီမှာတော့ကြားကြတယ်ပေါ့ကွာ what the elders around them သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ around them ဆိုသူတို့ပတ်ဝန်းကျင်မှာရှိတဲ့ the elders အကြီးတွေ what say နောက်မှတွေ့တာမသိဘူး say လေးဟုတ်ပါနော် what the elders around them say သူတို့ပတ်ဝန်းကျင်မှာရှိတဲ့အကြီးတွေပြောတဲ့အရာအဲ့ဒီမှာဆရာတို့က what ကိုတဲ့အရာလို့ဘာသာပြန်မယ်။ဘာကြောင့်လဲဆိုရင် what က relative pronoun နဲ့မှာသူကိုယ်တိုင်က subject နေရာမှာလည်းရှိနိုင်တယ် object နေရာမှာလည်းရှိနိုင်တယ်။ဒါကြောင့်မလို့ဆိုတော့ဒီမှာ what ကိုတွေ့တဲ့အခါမှာဘာလဲလို့ဘာသာပြန်လို့မရဘူး။ဒီမှာ what ကမေးခွန်းစကားလုံးမဟုတ်ဘူး relative pronoun ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုဘာသာပြန်တဲ့အခါမှာ what clock ပုံစံမျိုးဘာသာပြန်ရတယ်တဲ့အရာလို့များတော့ဖြစ်ဘာသာပြန်ရတယ်။ဟုတ်ပြီနော်။ She runs here ကလေးတွေက here ကြားကြပါတယ်what the elders around them say သူတို့ပတ်ဝန်းကျင်မှာရှိတဲ့အကြီးတွေပြောတဲ့အရာကိုကြားကြပါတယ်and ပြီးတော့ see မြင်ကြပါတယ် what the elders do အကြီးတွေလုပ်တဲ့အရာကိုမြင်ကြပါတယ် as they imitate their elders imitate ဆိုတာအတူယူသည်ဟုတ်နော် imitate ဆိုတာဗာလဲအတူယူသည်ပါသူတို့က imitate their elders သူတို့ရဲ့အကြီးတွေသူတို့ပတ်ဝန်းကျင်မှာရှိတဲ့အကြီးတွေကိုအတူယူတဲ့အတွက်ကြောင့်မလို့ they acquire ကစောနာပြောပြီးသားသူတို့ကရယူကြပါတယ်စီးပူးကြပါတယ်ဒါမျိုးတိတ်ပဲ their elders manners သူတို့ပတ်ဝန်းကျင်မှာရှိတဲ့အကြီးတွေရဲ့အပြုအမူ manners တွေကိုသူတို့ကဘာလို့ကြလဲဆိုအတူယူကြတယ်ရရှိကြတယ်ပေါ့ကွာရယူကြတယ်ပေါ့ဟုတ်ပြီand ပြီးတော့ there are times အချိန်တွေလည်းရှိပါတယ်တဲ့ there are ဆိုတာဘယ်နေရာမှာပါရှိတယ်လို့ပြောချင်တာဟုတ်ပြီနော်ရှိသည်ဆိုတဲ့ပတ်တန်မှာ there are there was there were there is စသဖြင့်ဒါတွေကဘာလဲဆိုရင်ရှိသည်လို့ပြောတဲ့ပတ်တန်မှာဟုတ်ပြီနော်ရှိသည်လို့ဘာသာပြန်ရပါတယ် there are times အချိန်တွေလည်းရှိပါတယ် the father အဖေတွေ mother အမေပြီးတော့ elder sister အမတွေ or the more brother အကိုတွေဟုတ်ပြီနော်အဲ့ဒါတွေက may formally ဆိုစနစ်တကျ teach သင်ပေးတဲ့အချိန်တွေလည်းရှိပါမယ်တဲ့ the children ကလေးတွေကို to say or act politely ဆိုယဉ်ကျေးစွာပြောဆိုပြုမှုဖို့ act ဆိုတာပြုမှုသည်နော်အဲကြတော့ယဉ်ကျေးစွာပြောဆိုပြုမှုဖို့ကလေးတွေကိုစနစ်တကျသင်ပေးတဲ့အချိန်တွေလည်းရှိပါတယ်တဲ့အဲ့လိုမျိုးပြောတာဟုတ်နော် if the elders around them if အကယ်၍ the elders around them သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ပြောကြရင်သူတို့ဆိုတာသူတို့ကလေးတွေရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ elders အကြီးတွေက are gentle နူးညံ့ပြီးတော့မှ polite နူးညံ့သိမ်မွေ့ပြီးတော့မှ polite ယဉ်ကျေးမယ်ဆိုရင်အဲ့ဒီမှာဆိုရင်ဆရာတို့က gentle ဆိုတာကနူးညံ့သောဟုတ်ပြီနော်သိမ်မွေ့သောအဲ့လိုအဓိပ္ပာယ် polite ဆိုတာကယဉ်ကျေးသောဒါမျိုးအဓိပ္ပာယ်ဒီအဲ့ဒီမှာ but to be ရဲ့နောက်က AR ဆိုတဲ့ but to be ရဲ့နောက်က adjective လိုက်တဲ့အခါမှာဒေါကနေဆရာတို့ဒီပြောင်းပြီးတော့ဘာသာပြန်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့မင်းတို့မှတ်ရမှာက but to be ရဲ့နောက်မှာ adjective လိုက်တဲ့ဒါလေးလည်းမှတ်ထားပါဟုတ်ပြီပြန်ပြီးတော့ဆရာဘာသာပြန်ပြပါမယ် if the elders around them are gentle and polite ဟုတ်နော်သူတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အကြီးတွေကကလေးတွေရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အကြီးတွေက gentle နူးညံ့သိမ်မွေ့ပြီးတော့မှယဉ်ကျေးမယ်ဆိုရင် they grow up သူတို့ကကြီးပြင်းလာမယ် to be gentle and polite to be gentle and polite ဆိုတာဘာကိုပြောရလဲဆိုရင်ဟုတ်နော် to be gentle and polite grow up ဆိုတာကြီးပြင်းလာမယ်to be gentle and polite ရင်ကြီးသိမ်မွေ့နဲ့ကြီးပြင်းလာပါမယ်လို့ပြောတာရမနော်ဟုတ်ပြီနောက်ထပ် if on the other hand ဆိုတာဆရာတို့စံကျင်ဘက်ကိုဖော်ပြတာပါတစ်ဖက်မှာဆိုရင်တော့ if the elders around them are crude and rude အဲ့မှာဆိုလို့ချင်းဆရာတို့တစ်ဖက်မှာဆိုရင် on the other hand တစ်ဖက်မှာဆိုရင် if အကယ်၍ the elders အကြီးတွေ around them သူတို့ပတ်ဝန်းကျင်မှာရှိတဲ့အကြီးတွေက are crude အဲ့မှာ crude ကလည်းဆရာတို့ဘာလဲဆိုရင် adjective ပဲကြမ်းတမ်းသောand ပြီးတော့ rude ရိုင်းဆိုင်သောကြမ်းတမ်းရိုင်းဆိုင်မယ်ဆိုရင် they will grow up သူတို့ကကြီးပြင်းလာလိမ့်မယ် to be crude and rude as well သူတို့ကလည်းတဲ့ as well ဆိုတာလဲပေါ့နော်သူတို့ကလည်းဘာဖြစ်လာလိမ့်မယ်လဲဆိုရင်အဲ့ဒီကလေးတွေကလည်းကြမ်းတမ်းရိုင်းဆိုင်ပြီးတော့မှကြီးပြင်းလာပါလိမ့်မယ်လို့ပြောတာပါဟုတ်ပြီဒီနောက်တော့ဒီလောက်ပါပဲဆရာတို့နောက်ထပ် part 3ကိုတော့နောက်ထပ်အချိန်လေးမှာ
တင်ပေးသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်